ဝင်3ကြိုးမကြိုးလဲ3ကြိုး line 1 line 2 line 3ဒါဆိုရင်ဒါ isolator ပေါ့နော် isolator ဆိုတာထဲထဲမှာပြပြီးသွားဟုတ်ပြီနော် secondary ဒီလို ဟုတ်ပြီနော်ပြီးရင်ဒါ line 1 line 2 line 3 ယူထွဲဒါဝင်တဲ့ကောင်ဘယ်ရလာမှာလဲ EVC ရလာမှာဒါမှမဟုတ်အိမ်မှာဆိုဘယ်ရလာမှာ breaker နေလာမှာနော် main breaker နေလာမယ်လာပြီးလို့ရှိရင် isolator ကိုဖြတ်မယ် isolator ဘယ်နှမှာထားမလို့ဆက်နှမ်းမှာပဲထားမယ်နော်โอเคနော် isolator တော့သိရမလားမနေ့ကလည်းပြပြီးသွားဟုတ်ပြီနော်မောင်းခလို့โอเคနော် isolator ဝင်မယ် isolator နေမှာတစ်ခါပြန်ထွက်ပြီးကြကြမှာဒီ circuit တွေကိုဝင်တာပေါ့အဲဆိုရင်ဒီ terminal ဒါကို terminal block ဟုတ်ပြီနော်ဒါ terminal block line 1 line 2 line 3မှကြည့် line 1နော်နီဝါပြဘယ်မှာပြီးကုတ်တော့အများသောဖြင့်ဒါပဲသုံးတာပေါ့နော် red yellow blue နော် RYB ပေါ့မာရအလွယ်ပြောကြတယ်နော် RYB ပေါ့ဒါ3 base ဆိုရင် wire ကျုပ်ကုတ်နော်ဒါဆို line 1ကိုနီးနေပေးတယ်ပေါ့ဒါဆိုအဲ့လိုမျိုးအစားခဲ့ပေးရင်တော့သိမမအောင် RYB ပေးတယ်ဒီကောင်ပါလဲ neutral ဟုတ်ပြီနော်အဲ့တော့ဒီတလိုင်းနဲ့ကတစ်ခုနဲ့ neutral ကျိုးကဘယ်ကိုပြန်သွားမှာလဲဒီ line 3 line နဲ့တလိုင်းနဲ့ neutral ကျိုးကဘယ်ကိုပြန်သွားမှာလဲတွေ့လားအားကြောင့်အလွတ်တင်လို့မရဘူးအဲ့တော့ Indo ပြန်သွားမှာဟာအဲ့လောက်ကစဉ်းစားကြမလိုပါဘူးလေဒုက္ခပဲနော်တွေ့ပါကြည့် line 3 line နဲ့ဒီမှာတလိုင်းဟုတ်နော် Indo ပြန်မသွားဘူးလားဒီမှာဒါ Indo ပြန်သွားမှာကျိုးကိုလိုဖြတ်ထားတာနော်ဟုတ်ကဲ့နော်ပြီးရင် neutral ကျိုးပြန်မသွားဘူးလားအားလို့ကျိုးသေးသေးနဲ့သုံးတာအောင် Indo ရဲ့ power ဘာမှမရှိဘူး1 ampere လောက်ပဲရှိအများဆုံးဟုတ်ပြီနော် Indo မှာ ampere ဘာမှမရှိဘူးဒီကျိုးတွေကအနည်းဆုံး3 ampere 4 ampere ခံနိုင်တယ်အဲ့အတွက်ဒီကျိုးလေးတကျိုးခိုးလိုက်လေထုတ်လို့တယ်လို့တက်တာနော်အဲ့တော့ပြန် line ပြန်သွားမှခါကြဘာလုပ်လဲကျုပ်ခံတာအခါကျ Indo ကို power မရောက်ဘူးဆိုရင် Indo က remote ကိုနှိပ်လို့မရ power မရောက်ဘူးဆိုရင်ပထမဆုံးဘယ်မှာလာဆန်းရမလဲဒီမှာ volt meter နဲ့အရင်လာဆန်းဟုတ်ပြီနော် volt meter လာတယ်ဆိုရင်ဒီအထွက်ကိုထွက်သလားဆန်းရဟုတ်ပြီနော်ဒီ fuse လေးရတဲ့ခါလေးဒီထဲမှာပဲလေပြတ်နေတယ်ဟုတ်နော်ဒီကောင်ပြတ်နေရရှိအဲ့ဆိုဒီ line 3 line ရပြီဒီ line 3 line ဘယ်ကိုသွားမလဲဟုတ်နော်ဒီ line 3 line ဒီ line 3 line ဘယ်သွား magnetic connector magnetic connector အဝင်နော် magnetic connector ကိုသွားမယ်3ကြိုးဟုတ်ပြီနော်ဟုတ်ကဲ့နော် magnetic connector ကနောက်ထပ်3ကြိုးပြန်ထွက်သွားတယ်ဘယ်ကိုသွားလဲ rubber phase protector ကိုပြန်သွားတယ်ဟုတ်ပြီနော် phase reverse protector ကိုပြန်သွားတယ်ဟုတ်ပြီနော် phase reverse protector ပြန်သွားတဲ့ခါကျ line ကမှန်အောင်တက်အတွက် RST ကိုပြော line 1ကို R လို့ပဲသုံး line 2ပါလဲ S ဒီကောင် line 3ကိုဒီကောင်မလေးမချွတ်ကြိုက်သွားတယ်ကြည့်အောင်နော်ဆိုးလိုက်ဟုတ်ကဲ့နော်အဲ့ဒါကုတ်အတိုင်းပဲသူကပြန်သွားတယ်ဒါသူတို့ဒီမှာသုံးတဲ့ကုတ်ဒါကိုရီဒီမှာသုံးတဲ့ကုတ်နော်ဟုတ်ပြီနော်ဒါကိုရီဒီမှာသုံးတဲ့ကုတ်ဒါသူတို့ဒီမှာသုံးတဲ့ကုတ်အဲ့တော့ဒီမှာပြန်ကြည့်ဟာ3 line ဘယ်ကိုပြန်သွားလဲ circuit ကိုပြန်သွားတယ်တွေ့လားဒီ circuit ကိုပြန်သွားတယ်ဟုတ်ပြီနော် okay အဲ့ဆိုဒီ circuit က phase ကကျွန်တော်တို့မှန်တယ်ဆိုလို့ရှိရင် phase မှန်တယ်နော် phase မှန်တယ်ဆိုရင်ဒီ magnetic connector အလုပ်လုပ်အောင်ဟုတ်တယ်နော်အလုပ်လုပ်အောင်ဆို magnetic connector ကိုဒီ circuit ကနေ control လုပ်ထားတဲ့ကြိုးတကြိုးရှိရမယ်မကြည့်လိုက်ဘာကြိုးလဲဟုတ်ပြီနော်ဒါနဲ့ကြိုးဟုတ်ပြီနော်အဲ့တော့ဒါစပါတော့ဒါသူ original မှာကိုကသုံးထားတဲ့ကောင်မလို့ဟုတ်ပြီနော်ဒါတစ်ချက်ဆက်ပြမယ်ဒီဘက် control ဘိုင်းကိုပြမယ်ဒါ power ဘိုင်းရှိတယ်အဲ့တော့ auto ကနေ indo ကနေ signal ပြန်လာကြိုးတကြိုးမရှိဘူးလားဒီမှာကြိုးဟုတ်ပြီနော် sorry ဒီကြိုးနော်အပြာကြိုးမှာမိခိုးရောင်indo ကနေပြန်လာတဲ့ signal ကြိုးဒီမှာကြည့် okay indo ကနေ auto ကနေ neutral ကြိုးပါဒီမှာချောင်းသွားတယ်ဟုတ်ပြီနော် face ချောင်းမသွားဘူးလားသွားတယ်ဒီမှာဖြူလေးတင်နေတာပါတွေ့လား F10 နော် F10 ဆိုဒီမှာကြည့်လိုက်ရင်ဒီမှာသူ့ရဲ့အဝါထဲမှာကြည့်လို့ရတယ်ဒီမှာ F10 F10 ဆို F10 ဖြူပေါ့နော်ဆက်ဆိုနော်သူကသူပြပြရှိမယ် sorry F1U ပါ F10 မဟုတ်နော် F1U ဆိုရင်ဒါ fuse ပေါ့ 5 ampere တိခံနိုင်တဲ့ fuse ပေါ့နော်ဟုတ်ပြီနော်5 ampere တိခံနိုင်တယ်အဲ့တော့ဒီမှာ fuse သွားတယ်ပြီးရင် neutral ကြိုးကဒီမှာသွားတယ်ဟုတ်နော်ပြီး signal ကြိုးက number 2 ကြိုးပြန်လာတာဟုတ်နော် number 2 ကြိုးကဘယ်ကိုသွားလဲနောက်ထပ် terminal block တစ်ခုပါတယ်ဒါ terminal block လေးနော် terminal block ရဲ့ဘယ်သွားလဲအပေါ်ဆုံးကနေဒုတိယမြောက်ကြိုးကိုသွားတယ်အဲ့ဆိုပဲကြိုးလဲဆိုရင်ဒီကြိုးပေါ့နော်ဒီကြိုးဟုတ်ပြီနော်ဒီကြိုးကိုသွားတယ်ဟုတ်ပြီနော်ဒီကြိုးကနေဘယ်ကိုသွားလဲမိခိုးရောင်ကြိုးနဲ့အထဲထဲမှာရှိတယ်ဒီမှာဒီကြိုးက number 2 ကြိုးကဘယ်ကိုသွားလဲ terminal block ဒီကနေဘယ်ကိုသွားဆိုရင် Q1M ဟုတ်ပြီနော် Q1M ကိုသွားတယ် Q1M ဘာလဲဆိုတော့ဒီမှာလာကြည့်လိုက်တာမိုဆွတ်ဖိုင်းရပါလဲတာမိုဆွတ်ဘယ်မှာရှိအောင်ဆိုရင် M1F မှာရှိတယ်ဟုတ်ပြီနော် M1F ကဘာလဲသိတယ်ဒီမှာထပ်ကြည့်လိုက်ဘာလဲမော်တာကိုပြောတာအော်တိုရဲ့ fan motor body ထဲမှာပူလို့ရှင်ဖြတ်တဲ့တာမိုဆွတ်တစ်ခုတက်ထားတယ်ဟုတ်ပြီနော်အဲ့အတွက်ဒီကောင်ပေါင်းဆိုရင်ဒီကနေထွက်လာကောင်ဘယ်ကိုသွားလဲဒါဖန်ဂျိုးနော်ဖန်အောင်သွားတယ်နော်ဖန်အောင်သွားတယ် sorry ဒီမှာဂျိုးနော်ဖန်အောင်သွားတယ်အဲ့ဖန်ကနေပြန်လာတဲ့ဂျိုးကဒီမိကိုရောင်ဂျိုးပဲ
ဖန်နေမှာပြန်လာပြီဂရေးပဲဂရေးလို့ရေးထားတယ်မှာဂရေးနော်ပြန်လာတယ်ပြန်လာပြီးတော့အဲ့ဖန်လာတဲ့သူကဘယ်ကိုသွားလဲစက်ကစ်ကိုသွားတယ်ဟုတ်နော်ဖန်လာပြီဒီကိုဝင်တယ်ဟုတ်ပြီနော်ဒီကနေပြန်ထွက်ကဒီကိုပဲသွားလဲစက်ကစ်ကိုသွားတယ်ဟုတ်ပြီနော်စက်ကစ်ကိုသွားတယ်စက်ကစ်ကနေမှဘယ်ကိုသွားလဲမက်ဂနက်တစ်ကွန်တာရဲ့ကွိုင်ကိုသွားတယ်ဟုတ်ပြီနော်စက်ကစ်ကနေမှစက်ကစ်ကနေပြန်လာပြီအမဲကျိုးဟုတ်ပြီနော်ဘယ်ကိုသွားလဲကွိုင်ကိုသွားတယ် A2 နော်ဒါကွိုင် A2 ကွိုင်ခိုင်းဆိုနောက်မှရှိရမလားမဟုတ်ဒီကောင်ဒီမှာရှိဒါ A2 ဒါဆို control ကျိုးကဒါ A2 ကို control လုပ်တာလားအဲ့ဆို A1 ကဘာရှိရမှာလဲ neutral ကျိုးကိုမကြည့်လိုက်နာကြည့်အပြာရောင်း neutral မဟုတ်လားအပြာရောင်း neutral တွေ့လားနော်အမဲကျိုးဒီမှာအမဲကျိုးတကျိုးနော်တွေ့လား A2 ကိုပေးတာဒါပဲကုန်ပြီဒါပဲ control ကနော်အဲ့တော့ဒီမှာ face man နဲ့ face man နဲ့ဆိုရင်ဒီမှာဒီကနေအာယုံခံနေမယ်ဒီမှာ face man နဲ့မှန်တယ်ဆိုရင်ဒီ circuit ကဒီနှစ်ကျိုးဘာလုပ်ပေးလိုက်မအောင်ပူးမှာအဲ့တော့အဲ့ circuit ဘေးနားမှာအမြဲတမ်းဘာရှိရမလဲ relay ဒါ relay ဟုတ်ပြီနော်ဒီမှာ relay ရှိပြီလား signal ကြိုးတွေသွားတဲ့နေရာတွေမှာအမြဲတမ်း relay ရှိရမှာဟုတ်ပြီနော် okay နော်အဲ့ဆိုရင်အဲ့ရပြီဆိုတာ ਨੇ face တက်မှန်ပြီ indoor ကနေ signal ပို့လိုက်ဆိုဒီကောင်ဘာဖြစ်လဲကတ်မှာတကယ်လို့ indoor ကတော့ signal ပို့တယ်နော် indoor က signal ပို့တယ်ဒီကောင်လည်း face တက်မှန်တယ်ဒါပေမဲ့အထက်က thermometer ရဲ့ thermo fuse ကပြတ်နေရောဒီကောင်လုံးမလားမလုံးဘူးဒီကောင်လုံးမလုံးရင် compressor လဲမလားမလဲဒါပဲဘာလို့ဆို condenser fan မလဲလို့ရှိရင် compressor လဲလို့မရဘူးဟုတ်ပြီနော်အဲ့ condenser fan မလဲပဲနဲ့ condenser fan compressor လဲမယ်ဆိုရင်ဘာဖြစ်မလဲအပူထုတ်မလားမထုတ်တော့ဘူးဟုတ်ပြီနော်မထုတ်ရင်အဲ့ဒီပူတွေကဘယ်ကိုပြန်ပါသွားမလဲ indoor ထဲကိုပြန်ပါ indoor ထဲကနေဘယ်ကိုပြန်ရောက်လာလဲ compressor အဝင်ထဲကိုပြန်ရောက်လာဟုတ်ပြီနော် compressor အဝင်ထဲကိုပြန်ရောက်လာဆို compressor အဝင်မှာအပူချိန်တွေမမြင့်ဘူးလားမြင့်တယ်အဲ့ဆိုရင် pressure တွေလည်းမြင့်နိုင်တယ်နော်ဒါဆိုရင်အထွက်ကလည်းသူ့ရဲ့ proportion တိုင်းပါဖြစ်လိုက်မြင့်ပါပဲမြင့်ရင် compressor high pressure မတက်ဘူးလားတက်ရင် ampere တွေမတက်ဘူးလားကြာလိုင်း compressor ကြီး heat တက်ပြီပါလို့ရရင်မရရင်လောင်ဖို့ဒါပဲရှိဟုတ်ပြီနော်ဘာလို့ heat တက်ပြီဆိုတာနဲ့အခြားပြဿနာတွေအများကြီးတက်သွားတယ်နော်ဆက်မှာ C တွေပါလေကြာလာလို့ရှိရင် C ရဲ့ over ဖြစ်မယ် coin တွေကလည်းပူလာမယ်ပို့ပြီးတော့ဟုတ်ပြီနော်အဲ့အတွက်ပေါင်းဆိုရင် condenser fan မလဲပဲနဲ့ compressor ကိုလဲလို့မရဘူးအဲ့ဒါနော်ပထမဆုံးကဘာရအောင်ဆို indoor fan လဲရမယ် indoor fan မလဲရင် signal မပို့ဟုတ်ပြီနော် indoor circuit လုံးမလို့ signal မပို့ရင် outdoor လဲလို့မရအောင် outdoor မှာဆိုရင်စောစောပြောလို့ condenser fan နဲ့ compressor fan compressor နဲ့ပုံမှန်အမြဲတပြိုင်နဲ့လဲတယ်ဟုတ်တယ်နော်ဟုတ်ပြီနော်တပြိုင်နဲ့လဲအဲ့တော့တကယ်လို့ compressor ကဆိုတော့ condenser fan ဒီ compressor လေးလောင်လို့ဖြစ် body ကပူးနေမယ်ပူးနေလို့စောစော thermostat လေးကဘာဖြစ်နေမလဲဖြတ်ထားရင်ဒီကို power ပြန်မလာဘူးဒီကို power ပြန်မလာဘူးဆိုရင်ဒီ circuit ကလုံးမလို့တော့နော်ဒီ circuit ကမလုံးဖဲထားအောင်ဒီ circuit တော့သူလုံးနေပဲထားအောင် power ပြန်မလာဘူးဆိုကြရဒီ magnetic conductor ကိုသွားတဲ့ power ရှိသေးလားမရှိတော့ဒီကောင်မကတ်တော့ compressor လည်းမလဲတော့ဟုတ်ပြီနော်အဲ့တော့ compressor ကဒီ plan ကြီးရဲ့အသေးနှလုံးပေါ့ဒီ the heart of plan ဖြစ်တော့ဒီကောင်ကိုကာကွယ်ထားတယ်ဈေးလည်းကြီးတယ်နော် compressor တစ်လုံးကဒီစနစ်ကြီးတစ်ခုလုံးရဲ့ဆိုတော့90%လောက်တန်ဟုတ်ပြီနော်အဲ့တော့ဒီကောင်ကိုကာကွယ်ထားတာအဓိကဟုတ်ပြီဒီကောင်အသေးနှလုံးကျန်တဲ့ကောင်ကြီးကဘာပဲလုပ်ထားအောင်ကြီးပိုက်ကြီးခွေထားတာဟုတ်ပြီနော်ဘာမှမပေါ့ကျန်တဲ့ဟာဟုတ်ကဲ့နော်ရပြီနော်အဲ့ဆိုနားလေအောင်ဆက်ကြည့်